မူဆိုတယောက်ဟာရုံကလေးတစ်ကောင်ကိုသူ့ရဲ့မဲလိုက်ကန်ကြီးနဲ့အသေးလဲလိုက်လံအမဲလိုက်နေပါတယ်သူဟာရုံကိုမိဖို့အတွက်ထောင်ချောက်တစ်ခုကိုလည်းအပိုင်ချထားလိုက်ပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲနောက်ထပ်မူဆိုတယောက်ပေါ်လာပြီးသူကလည်းထောင်ချောက်တစ်ခုကိုလာချထားပြန်ပါတယ်ပါနဲ့တဲ့ရုံကလေးကတော့ဒီထောင်ချောက်နှစ်ခုလုံးကိုရိပ်မိနေတာမို့လုံးဝအဖတ်မလုပ်ပါဘူးဒါကိုမြင်သွားတဲ့နှာခေါင်းကြီးနဲ့ဒုတိယမူဆိုဟာမုံလုံးကြီးတူကိုထုတ်ပြပြီးမြူဆွဲလိုက်တဲ့ခါမှာတော့ရုံကလေးကစိတ်ဝင်စားသွားပါတယ်ဒါကိုပထမမူဆိုကလည်းအလျှော့မပေးပဲမြေကြီးထဲကနေပေါင်20လောက်ရှိတဲ့မုံလောင်းကြီးကိုဆွဲထုတ်ပြလိုက်ပြန်ပါတယ်ရုံကလေးကပိုပြီးစိတ်လှုပ်ရှားသွားတာပေါ့ဒါပေမဲ့နှာခေါင်းကြီးနဲ့လူကလည်းအရှုံးမပေးချင်တာနဲ့သူ့ကြောပိုးအိတ်ထဲကနေမုံလာဦးနီအခုရေ9သိန်းလောက်ကိုတွန်းချလိုက်ပါတယ်ဒီတစ်ခါမှာတော့ကောင်းပိုင်မူဆိုကြီးကသူ့ရဲ့ကုန်ကားကြီးကိုမောင်းလာပြီးမုံလာဦးနီတန်းလောက်ကိုမြေကြီးပေါ်ပုံချပစ်လိုက်ပါတော့တယ်ရုံကလေးခများဘယ်ဘက်ကိုသွားရမလဲတောင်ဝေခွဲမရဖြစ်နေချိန်မှာနှာခေါင်းကြီးနဲ့လူကမုံလာဦးနီကိတ်မုတ်တလုံးကိုဖုတ်ပြလိုက်တဲ့ခါမှာတော့ရုံကလေးကသူ့ဘက်ကိုပါသွားပြန်ပါတယ်ကောင်းပိုင်ကတော့လုံးဝကိုအရှုံးမပေးနိုင်ပါဘူးသူကကြိုးသားတွေကိုပါအကူအညီတောင်းပြီးစားကြဝဠာတစ်ခုလုံးမှာအကြီးဆုံးဖြစ်မဲ့မုံလာဦးနီကြီးကိုခေါ်ယူလိုက်ပါတယ်ဒါကိုကြည့်ပြီးနှာခေါင်းကြီးနဲ့လူကဒေါသကြီးနဲ့မုံလာဦးနီတဦးနဲ့ပြစ်ပေါက်လိုက်ပေမဲ့ကောင်းပိုင်ကဖမ်းမိသွားပြီးသူ့နှာခေါင်းထဲကိုပြန်ထိုးထည့်လိုက်ပါတယ်နှာခေါင်းကြီးနဲ့လူကခါရတ်တိုဖေကြီးကိုထုတ်လိုက်တယ်လို့ကောင်းပိုင်ကလည်းခါရတ်မဲလကန်ကြီးနဲ့ပြန်လဲတုတ်ပြန်ပါတယ်သူတို့နှစ်ယောက်ဟာမုံလာဦးနီကြီးစံတွေနဲ့အပြန်လည်ပြစ်ခတ်နေကြချိန်မှာသူတို့နှစ်ယောက်မုံလာဦးနီတွေနဲ့အပြင်းထန်တိုက်ပွဲဖြစ်နေတော့မှရုံကလေးကတော့သူတို့နောက်ွယ်ကမုံလာဦးနီတောင်မုံရပုံကြီးကိုစိတ်ကြိုက်စားပြီးစိန်ခံနေပါတယ်